အာရဟံပူဇော်ထုကိုခိုင်တော်မူထိုက်သောမြတ်စွာဘုရားအာရဟံကိလေသာကိစေတော်မူသောမြတ်စွာဘုရားအာရဟံစိတ်ဝါယာယ၌ပဲမကောင်းမှုကိုပြုတော်မမူသောမြတ်စွာဘုရားသမ္မာသမ္ဗုဒ္ဓသိမြင်စရာလုံးတော်ကိုအပါတိုက်ကိုပဲညာပြေမချွေမချမ်းသိမြင်တော်မူသောမြတ်စွာဘုရားဝိဇ္ဇာသရဏတပံသောဝိဇ္ဇာ၃ပါးဝိဇ္ဇာ၈ပါးจิตတိလ15ပါးတို့နှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားသူကတော်ကောင်းသောစကားမကရွယ်ကျိုးစီသောစကားကိုသောဆိုတော်မူသောမြတ်စွာဘုရားလောကဝေဒုတတ္တလောကဩဃာတလောကသင်္ခါရလောကဆိုအပ်သောလောက၃ပါးကိုသိမြင်တော်မူသောမြတ်စွာဘုရားအနောန္တရပုရိသဓမ္မတရတိဆုံးမတိုက်သောတရဝါတို့ကိုအတုမေစီဆုံးမတော်မူသောမြတ်စွာဘုရားတထာဒေဝမနုဿာနာနလူတို့ဤဆရာတဆုဖြစ်တော်မူသောမြတ်စွာဘုရားဘုံတော်သစ္စာလေးပါးကိုကိုယ်တိုင်လည်းသိတော်မူသူတော်ဘာတို့ကိုလည်းသိအောင်ဟောတော်မူသောမြတ်စွာဘုရားဘာဂဝါဣန္ဒြိယဓမ္မယတ္တတိကမပယတ္တမိဘုံ၆ပါးနှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရား